ချင်းမိုင်ကပန်းပွဲတော်စီသွားကြည့်မယ်ဆက်ဆဝင်ဝင်ချင်းမှတွေ့ရတဲ့နှင်းစီပန်းကင်းကြီးပန်းလေးတွေအယောင်ဆုံးပဲစိုက်ထားတာလှနေရောပန်းနာမည်လေးတွေကတော့ရေးထားပါတယ်ကိုကပန်းပဲကြည့်ခဲ့တယ်ပန်းနာမည်လေးတွေမကြည့်ခဲ့ဒါကတော့ကိုယ့်ဘာသာကိုပေးထားတာပင်ပေါင်ဘောလုံးလေးတွေနဲ့တူလို့လေးလုံးလုံးလေးမို့လို့ဒီပန်းပွဲတော်ကိုလာမယ်ဆိုလို့ရှိရင်ဝင်ကြီးမပေးရဘူးเนาะချင်းမိုင်မှာလုပ်တဲ့ပန်းပွဲတော်လေးပါချင်းမိုင်ကိုရောက်ရင်သွားလည်ကြည့်ပါเนาะဒီပန်းလေးတွေကတော့စောင်းတွင်းအေးတံကိုအရန်ကြိုက်တဲ့ပန်းလေးတွေပေါ့ငငယ်ကစော့တဲ့လေးပင်ပေါင်ဘောလုံးတိတိလေးဒီလေးလုံးလုံးလေးရောင်စုံပန်းလေးရောင်စုံဘောလုံးလေးလေးအဲ့ပန်းလေးတွေနဲ့တူတယ်နော်အဲကြောင့်မို့ကိုယ့်ဘာသာကိုပေးထားတာပင်ပေါင်ဘောလုံးပန်းလို့ဒီနေရာလေးကတော့ကျူလစ်ပန်းတို့လီလီပန်းတို့ရှိတဲ့ပန်းကင်းကြီးပေါ့နော်လမ်းနေရှိတဲ့ရှောက်လန်းလေးတပုံရရင်လဲလှတယ်စစားရောက်ခဲ့တာက23ရက်12လ2025ရောက်ခဲ့တာပေါ့နော်နေကင်းမိုင်းဆိုပေမဲ့အဲ့ဒီနေ့ကမိုးအုပ်လို့လားမသိဘူးနေသိမ့်မပူအဲ့ဒါတော့လမ်းလျှောက်လို့ကောင်းတယ်ဒီပန်းပွဲတော်ကလေနေကင်းမိုင်းတော့ညပိုင်းရောရှိတယ်ညပိုင်းကျတော့လေမီးရောင်စုံနေမီးဆိုင်နေနဲ့လှမလှဒါပေမဲ့ညပိုင်းကျတော့ပန်းပွင့်နေရဲ့အလှကိုသိမမြင်ရဘူးနေကင်းမိုင်းကျမှဒီပန်းတွေရဲ့အလှကိုမြင်ရတာပေါ့နော်အဲဒါကြောင့်မို့မနက်တစ်ခါညတစ်ခါအဲ့လိုမျိုး2ခါလောက်တော့သွားတဲ့ဒါမှမဟုတ်လို့ရှိရင်လေ
4 နာရီလောက်ထဲကတစ်ခါသွားပေါ့နော်ညအထိအဲ့မှာဆိုလို့ရှိရင်ရေပါလေရေပြဇက်လားပါလားအဲ့လိုမျိုးဖြောပြေပွဲလဲရှိတယ်အားကြောင့်မို့သွားကြည့်ပါနော်မိရထားကောင်းပုံစံလေးလဲလှလို့လေတစ်ခွပန်းယုံပေါ့နော်တစ်ခွပန်းနေမှာအယောင်ဆုံးပဲလှမလှဒါကတော့ပြန်တော့မှမို့လို့ပြန်ရိုက်ခဲ့တယ်ပေါ့နော်ဂျူလီပန်တို့လီလီပန်တို့အရန်မွေးတယ်ဒီနေရာလေးကသူတို့လေးတွေကိုကြည့်ရတယ်စိတ်ချမ်းသာ